ကိုကအိမ်မှာလေအနောက်တိုင်းစတိုင်အသားလုံးနေလှုပ်ရှားချင်ပေမဲ့ကိုအိမ်မှာမုတ်ဖုတ်ဆက်မရှိတာမို့ပေါ့နော်ဒီလိုမျိုးအသားလုံးနေလှုပ်ရှားမရလို့စိတ်ညစ်နေတဲ့သူများအတွက်ကျမကမုတ်ဖုတ်ဆက်မလို့ပဲနဲ့အိမ်မှာပဲတဲအိုးတစ်လုံးရှိုံနဲ့အသားလုံးလုံနီးဆိုလာပြီးမျှဝေပေးရဖြစ်ပါတယ်သူ့ကိုလုပ်ဖို့အတွက်ဆိုရင်တော့မိမိကြိုက်နှစ်သက်ရာအသားကိုအသုံးပြုလို့ရနိုင်ပါတယ်ကျမကတော့ကြက်သားကိုအသုံးပြုထားပါတယ်ပြီးရင်တော့ဒီပါမုတ်ပေါ့နော်ပါမုတ်ကလည်းကျမတို့ပါမုတ်တွေဝယ်လို့ရှိရင်ဒီအခွန်ပိုင်းကိုပေါ့နော်ဘယ်သူမှမစားချင်ကြဘူးအဲ့လိုဟာကျမခဲခန်းထဲမှာထည့်ပြီးတိန်းထားတဲ့ဟာကိုထုတ်ပြီး10မိနစ်ပဲထုတ်ထားတာမို့ပို့ပြီးမာနေပါတယ်အဲ့ဒါကိုကျမကအနွားနို့လေးနဲ့စိန်လိုက်တယ်ပေါ့နော်ပုံမှန်ဆိုရင်ကျမတို့မြန်မာပြည်သားတွေကပါမုတ်အမာမစားကြဘူးပျော့စားတာမို့10မိနစ်စိန်ုံနဲ့တော်တော်ပျော့ပါတယ်ကျမဟာတော့အမာမို့လို့အဲ့လောက်မပျော့တာပါပြီးတော့သူ့တဲ့အထက်မှာအရွက်တွေကတော့ရှမ်းနန်နန်ရဲ့နန်နန်ပင်ရဲ့ပင်စိမ်းပေါ့နော်ပင်စိမ်းကတော့နည်းနည်းပဲပါတော့တယ်ဒါအိမ်မှာရှိတဲ့ရွက်တွေအကုန်ထည့်လို့ရတယ်ပေါ့နော်ကျမဒီ3မျိုးပဲရှိလို့ဒီ3မျိုးပဲထည့်ထားတာပါပြီးရင်သူ့ကိုလက်နဲ့ခြေပြီးမှပေါ့နော်ကျိတ်ဆက်ထည့်ပြီးကျိတ်လိုက်တယ်အမှန်တော့ဓာတ်နဲ့တောက်ဆင်းတာဖို့ကောင်းပါတယ်ကျမအလူပြင်းနည်းနဲ့လောက်တာမို့လို့ကျိတ်ဆက်ထည့်ပြီးကျိတ်ရခြင်းဖြစ်ပါတယ်ပြီးရင်တော့ကျမပါမုတ်အမာကိုရေစိမ်နွားနို့စိမ်ထားတာမို့လို့ကျမကျိတ်ဆက်ထည့်ပြီးကျိတ်လိုက်မယ်ပေါ့နော်အရင်ကြီးမပြော့သေးတော့ကျမအလင်းလိုနေလို့ပေါ့နော်ကိုကပါမုတ်အပြော့အဖြူအောင်ကိုအသုံးပြုထားတာဆိုရင်တော့ဒီလိုမျိုးထည့်ပြီးကျိတ်ဖို့မလိုပါဘူးနွားနို့နဲ့စိမ်လိုက်တယ်ဆိုရင်လည်းသူကအပြော့ကွဲသွားပါတယ်ပြီးရင်ဒါကတော့ကြက်သွန်နီဥကြီးနှလုံးကိုကြော်ထားတာပေါ့နော်ဒီတိုင်းစီလေးနဲ့ပဲတောက်ဆင်းပြီးကြော်ထားတာပါဘာမှထည့်ဖို့မလိုပါဘူးပြီးရင်တော့ပုံထဲကဗီဒီယိုတွေကမြင်ရတာတော့ကြက်သွန်ဖြူနဲ့ကြက်သွန်နီအမုံပေါ့နော်အဲ့ဒါကိုလက်ဖက်စားစုံနဲ့တစုံစီထည့်လိုက်ပါတယ်ပြီးရင်ကျုပ်တစ်လုံးအကယ်၍ကိုစီမှာကြက်သွန်ဖြူနဲ့ကြက်သွန်နီအဲ့မျိုးအမုံနေမရှိဘူးဆိုလို့ရှိရင်ကိစ္စမရှိပါဘူးကြော်သွားပါပြီးရင်တော့ကျမတို့ထည့်ထားရတဲ့အကုန်လုံးတေချာတမအောင်မွေမယ်ပေါ့နော်ဇွန်းလေးနဲ့ပဲမွေလိုက်ပါအသားတွေကိုအစာပလာတွေတေချာနှံ့သွားပြီဆိုရင်တော့ကျမတို့ဒဲအိုးတဲ့ကိုပေါ့နော်ကျမအုံးစီလေးထည့်မယ်ခုနကကြက်သွန်ကြီးကြော်ထားတဲ့ဒဲအိုးပဲအသုံးပြုပါမယ်အုံးစီလေးနဲ့ငယ်ထည့်ပြီးမှအသားလုံးကိုလိုလုံးပါမယ်ကျမလေအခုမှသတိထားမိရဗီဒီယိုရိုက်တဲ့ထဲမှာလေစားနဲ့ငယ်ကိုကောင်းမွန်ထည့်တာလေးမပါတော့ဘူးเนาะကြက်သားလုံးနဲ့စားနဲ့ငယ်ကိုကောင်းလေးထည့်ရပါသေးတယ်ပြီးတော့ကြက်သားကိုကျမတို့လက်ကလေးနဲ့ပဲပေါ့နော်လက်အိတ်စွပ်ပြီးလုံးရင်အဆင်မပြေလို့လက်နဲ့ပဲလုံးပါအရန်ကတ်တာမို့ပါပြီးရင်တော့သူ့လိုအလုံးလေးလုံးပြီးမှဒဲဦးကိုထည့်မယ်ပေါ့နော်ဟိုဘက်ဒီဘက်တစ်ဖက်ကိုမီအေးနဲ့3မိနစ်စီထားပြီးမှကြော်ပေးပါမယ်ပြီးရင်တော့ကျမဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲဇွန်းလေးနဲ့ဟိုဘက်ဒီဘက်လန့်ပေးရပါမယ်တိချာမကြက်သေးပဲနဲ့တော့အနံ့ကရမ်းကိုမွေးလာပြီနော်ကျမတို့ဒီအနေထားမှာလေသူ့ကိုအရန်ကြီးကြက်အောင်မချက်ဘူးเนาะတဝက်ပဲအပေါ်ရန်သားကိုရွှေအိုရောင်လေးရတဲ့အထိပဲကြော်တာမို့လို့အဲ့ထက်ကြအောင်ကြော်ဖို့မလိုပါဘူးတစ်ဖက်ကို3မိနစ်ပါပဲဒါကတော့ကြက်သားလုံးအကုန်လုံးကြော်ပြီးသွားတဲ့အနေထားပေါ့เนาะပြီးတော့ကျမသူ့ကိုအေးခံပြီးခဲခန်းလေးတွေထဲမှာထည့်ဖို့အထုပ်လေးနဲ့လေးထုပ်ခွဲထားလိုက်ပါတယ်ကျမချက်ချင်းစားဖို့လုပ်တာမဟုတ်လို့ပေါ့နော်ဒါကတော့နောက်ရက်မှာကျမခဲခန်းလေးကထုတ်တဲ့အနေထားပေါ့နော်သူ့ကိုတော့ကျမဒဲဦးနဲ့အရင်ကြော်ပြမယ်ပေါ့နော်အာဗန်မလိုပဲနဲ့ရောင်းမနဲ့ကျမခွဲလို့မရလို့ကျမဓာတ်လေးနဲ့ခွဲလိုက်တယ်ပေါ့နော်အဲ့လို non stick ဥမှာဓာတ်နဲ့ခွဲတာဆိုကျမမပြတော့ဘူးပေါ့နော်ဘာလို့ဆို non stick ဥမှာဓာတ်တွေအသုံးမပြုရပါဘူးအဲကြောင့်ပြီးရင်တော့ရေထည့်ပြီးအဖုံးအုပ်ထားမယ်ပေါ့နော်ရေတွေခန်းစားပြုလာပြီဆိုလို့ရှိရင်ဒီအနေထားရပါမယ်ဒီမှာကစီကြိုက်တယ်ဆိုစီလေးနဲ့ထည့်ပေါ့နော်ကျမကတော့စီမလို့ချင်လို့မထည့်ပါဘူးစက်သားတွေကလည်းစီတွေပေါ့နော်ပါပြီးသားမို့သူ့ကိုတော့ကျမဂျုံတုတ်လေးပေါ့နော်ဂျုံတုတ်လေးကိုအပေါ်ကနေဒီစက်သားလုံးလေးနဲ့စားလိုက်ပါတယ်ဂျုံတုတ်ကြီးပဲစားလို့ရှိရင်ကာဘိုဟိုက်ဒရိတ်ကြီးပဲမို့အဆင်မပြေလို့ပါဒါကတော့နောက်တစ်မျိုးပုံစံနဲ့လုပ်ပြပါမယ်ဒီဟင်းမချက်ခင်တော့ကျမကြက်သားလုံးသုံးမယ်ဆိုတာတိတာမို့လို့နိုင်ဝက်တနာရီအချိန်ရတာမို့ကြိုထုတ်ထားလိုက်တော့အသားဒီလိုလေးပျော့နေရပေါ့နော်သူ့ကို defrost လုပ်ဖို့အချိန်ရတာမို့ပါသူ့ကိုတော့ကျွန်မ oven အသေးထဲမှာ10မိနစ်ကိုမှ185ဒီဂရီနဲ့ပဲထားလိုက်ပါတယ်အကြာကြီးထားရင်သူကအရမ်းမာသွားတယ်စားလို့အဆင်မပြေဘူးเนาะမသိအယူး6လိုမျိုးပဲဒါကြောင့်မို့အကြာကြီးမထားပါနဲ့